ယူပြီးထွေးမိနင်ကငါအကြောင်းကိုစောက်တင်းပြောတဲ့သူပဲနင်ငါကိုလီစာနဲ့မတူဘူးလို့လူတွေကိုလိုက်ပြောနေတယ်ဆို What are you talking about ပြောစမ်းပါအောင်ဘသူကဘသူအတင်းကိုပြောတာလဲနင်ရင်ငါကိုကြည်စူးနဲ့မတူပါဘူးဆိုပြီးလူတွေကိုလိုက်ပြောတာလေငါနင်းကိုကြည်စူးနဲ့မတူလို့မတူဘူးပြောတာလေမြန်မာနာစရာရှိလို့ငါကိုလီစာနဲ့မတူဘူးလို့လူတွေကိုပြောရတာလေနင်းရုပ်ကိုနင်းကြည်စူးနဲ့တူတယ်လို့ထင်နေတာလားနင်းရုပ်ကိုရောလီစာနဲ့တူတယ်လို့ထင်လားငါကိုလူတွေအကုန်လုံးကကြည်စူးနဲ့တူလို့ပြောနေကြတာနင်းတယောက်ပဲမနာလို့ပြီးငါကိုကြည်စူးနဲ့မတူပါဘူးဆိုပြီးအတင်းတေလိုက်ပြောနေတာတော်စမ်းပါအေးငါလီစာနဲ့တူတာတကဘာလုံးသိတယ်နင်းတယောက်ပဲမသိတာတော်ပြီဒီနေ့ကစပြီးနေနဲ့ငါတငယ်ချင်းမဟုတ်တော့ဘူးနင်းလိုကောင်မမျိုးနဲ့တငယ်ချင်းဖြစ်ရတာအရန်ယွန်နဲ့အမလေးဟဲ့နင်းလိုကောင်မကပဲပြောရတယ်ရှိသေးတယ်ငါကလည်းနေနဲ့တေခမ်းပြက်ပဲကောင်မကက်မယ်မင်းသမီး2ယောက်လုံးတရုပ်ဆောင်တာအရန်တော်တယ်ဒီနှစ်အတွက်2ယောက်လုံးအကယ်ဒမီပဲရင်မခုံတော့ပါဘူးဒရိုက်တာကြီးရဲ့ဒီနှစ်လဲလီလီပဲရမှာတေချာနေပြီလေလီလီကိုကြော်နိုင်တဲ့သူတယောက်မှမရှိသေးဘူးမိသိန်းစုယူရင်ဝစ်ဖို့အင်ဂျီကြိုချုပ်ထားလိုက်မယ်နော်ဒရိုက်တာကြီးမိသိန်းရမ်းရင်ခုန်နေပြီတချို့လူတွေကစောက်ရှက်မရှိလိုက်တာဒရိုက်တာကြီးရဲ့အကယ်ဒမီကိုဇွတ်တေလိုချင်နေတာနင်ငါကိုတမင်ဆောင်ပြောတာမလားလီလီနင်တို့2ယောက်လုံးတော်ကြတော့နောက်ရက်ကြရင်ငါတို့ရုပ်ရှင်မိတ်ဆက်ပွဲရှိတယ်အဲကြရင်2ယောက်လုံးအလှဆုံးဝစ်ခဲ့ကြ